အဲ့လိုဆရာကြီးပြောလို့အခုပြောမယ် ဟုတ်ကဲ့ပါရှင်းမှဒုံးကန်လာနေလို့ အဲ့လိုဆရာကြီးမြတ်တော့ ဟုတ်ကဲ့ ဟိုလေဟိုဆရာကြီးကိုကသရမူကတခါတည်းဒုရခံဖို့စစ်ပေးလိုက်ပြီစစ်စင်မှာရိုးချွန်ချွန်တော့လို့တဲ့အခုဗိုလ်လေးဖြစ်သွားပြီဆရာ ဟုတ်ကဲ့ပါ ဇုံးလာနေ ဟုတ်ပါဒုံးလာနေလို့ အေးဆိုခင်ဗျားဗိုလ်လေးဖြစ်သွားပြီခင်ဗျားကုတ်ခဲ့တော့ဒုရခံဖို့စစ်တိုးပေးလိုက်ပြီစစ်စင်မှာရိုးချွန်ချွန်ကြိုးစားလို့ကသရမူကငါပေးလိုက် ဟုတ်ပါ ဟယ်လိုဘယ်ဘက်အချက်ဘက်ချမ်းပြစ်ပြရမှာလားဘယ်ဘက်ချမ်းပြစ်ပြရမှာလဲပြော ဘိုးကြီးကျွန်တော်ကဘယ်ဘက်ကိုပြစ်ပေးရမှာလို့လင်းပြစ်ဖို့ကဟိုရက်စကန်ဟောင်းယုံဘက်ပဲလား